အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ကိုရီမိုင်အားလုံးပဲမင်္ဂလာရှိတဲ့အနေလေးဖြစ်ကြပါစေမတွေ့တာလေးတော်တော်ကြာပြီဗျဘာကြောင့်မတွေ့တာလဲဆိုတော့ကျွန်တော်ကိုရီမိုင်ကျွန်တော် live လွှင့်တာတိတ်အဆင်မပြေလို့လေเนาะဘန်းတာတွေများလို့နည်းနည်းဟိုအဆင်မပြေမှုလေးတွေရှိတဲ့အတွက်ကျွန်တော် live မလွှင့်ပေးတာဖြစ်ပါတယ်ကျွန်တော်မတင်တာတော်တော်ကြာနေပြီကျန်ခဲ့တဲ့အပတ်လောက်တည်းอ่ะเนาะမတင်ဖြစ်တော့မျောနေကြတဲ့ကောင်မများအားလုံးက live လွှင့်ပေးပါဆိုတော့ကျွန်တော်လွှင့်ပေးလိုက်ပါပြီကျွန်တော်ကောင်မများအားလုံးတခုတောင်းဆိုချင်ပါတယ်ကျွန်တော်ရဲ့ဗီဒီယိုဖိုင်လေးကိုဒီအပေါင်းလေးနှိပ်အသေးလေးပေး copy link ယူပြီးတော့များများလေး share သွားပေးပါအကောက်တွေကလည်းခဏဘန်းနေဗျအဲ့ဒါကြောင့် live လွှင့်တာအဆင်မပြေတာဖြစ်ပါတယ်ကျွန်တော်တို့မနက်ဖြန်ပေါ့နော်မနက်ဖြန်အတွက်ကျွန်တော်20နဲ့မှကျွန်တော်8ရက်ပေါ့နော်ဒီနေ့29မနက်ဖြန်28ရက်နေ့ကျွန်တော်ဗိုလ်တဖူးနေဖြစ်တယ်အဲ့ဒီဗိုလ်တဖူးနေအတွက်ကိုကျွန်တော်ကောင်မများအားလုံးကျွန်တော်အားလုံးကိုကူညီပေးမယ်မနက်ဖြန်တရက်ပဲကျွန်တော်ပြောတဲ့အတိုင်းလေးကောင်မများအားလုံးကစားပေးပေါ့နော်မနက်ဖြန်တရက်ပဲကျွန်တော်ပြောတဲ့အတိုင်းကစားပေးပါကျွန်တော်ဘာမှခဏန်းလုံးဝမပြောပါဘူးဒီဗီဒီယိုဖိုင်မှာအကောင်မများအားလုံးကိုကျွန်တော်ဘယ်လိုလုပ်ရမလဲဆိုတဲ့အရာလေးပဲကျွန်တော်ပြောပြပေးမယ်ကျွန်တော်ဗီဒီယိုဖိုင်ကိုအပေါင်းလေးနဲ့အသေးလေးပေး copy link ယူပြီးတော့များများလေး share သွားပေးအားလုံးအဆင်ပြေအောင်ကျွန်တော်ကူညီပေးမယ်မနက်ဖြန်နေကုန်ကို main ပတ်သီးတစ်လုံးရမယ်เนาะပတ်သီးတစ်လုံးရမယ် main ရော3ခွက်ရမယ်အားလုံးကျွန်တော်မျှဝေပေးမယ်เนาะကျွန်တော်ဖုန်းတိုက်ရိုက်ခေါ်ပေးเนาะမနက်9နာရီထိုးကနေစပြီးတော့ဖုန်းခေါ်လို့ရပြီအားလုံးကျွန်တော်ကိုယ်တိုင်ဖြေပြီးတော့နေကုန်ပတ်သီးတစ်လုံးရဲ့ main ရော3ခွက်ကနေကုန်တော့ကစားရမယ်เนาะမနက်ဖြန်ကျွန်တော်တခါလေးပြောတာနေကုန်တော့ကစားရမယ်နေကုန်ပတ်သီးတစ်လုံးရဲ့ main ရော3ခွက်ကထိုးရမယ်เนาะဖုန်းနံပါတ်ကျွန်တော်တစ်ချက်ပြောပေးမယ်ဖုန်းနံပါတ်ဒီတောင်းမှာကျွန်တော်တင်ပေးမယ်ဖုန်းနံပါတ်လေးဟုတ်ပြီเนาะကျွန်တော်လည်းပြောပေးမယ်399663333932ကိုဖုန်းတိုက်ရိုက်ခေါ်ပေးမနက်9နာရီထိုးကနေစခေါ်လို့ရပြီเนาะအားလုံးကျွန်တော်ကိုယ်တိုင်ဖြေပြီးတော့အားလုံးကူညီပေးမယ်ခဏမရဘူးလားဆိုတဲ့အကောင်မများအားလုံးအတွက်ကျွန်တော်မနက်ဖြန်เนาะအချိန်ပေးပြီးတော့ကျွန်တော်ဖြေပေးမယ်မနက်9နာရီထိုးကနေနေ့လယ်17နာရီအထိကျွန်တော်ဖြေပေးမယ်ဒီတောင်းမှာဖုန်းနံပါတ်ရှိတယ်ကျွန်တော်ပြောပေးတဲ့ဖုန်းနံပါတ်ကိုတိုက်ရိုက်တာခေါ်ဆို399663333932ဖြစ်ပါတယ်ခင်ဗျာအားလုံးမနက်ဖြန်တည်းရဲ့ကျွန်တော်အကောင်းဆုံးကူညီပေးမယ်เนาะမနက်ပိုင်းမှာမြန်ထွက်သွားခဲ့ညနေပိုင်းမှာကျွန်တော်ထပ်ပို့ပေးမယ်ညနေပိုင်းတွေအသစ်မနက်ပိုင်းမှာမထွက်ခဲ့ဘူးဆိုရင်ညနေမှာထပ်ပြီးတော့ကစားရမယ်ဟုတ်ပြီနော်နေကုန်ကစားရမယ်ပတ်သီးတစ်လုံးနဲ့မယော3ကအားလုံးကိုမျှဝေပေးမယ် free ကူညီပေးမယ်နော်အကူမများအားလုံးကျေးဇူးတင်တယ်ဗျာဒီလောက်ပါပဲနော်ကျွန်တော်မျှော်နေကြတဲ့အကူတွေမိုက်အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ